Maranatha သခင်ဖျားကြွလာတော်မူဂျွန်လ9ရက်သားရဲရုပ်တုတိဆောက်ခြင်းပထမသားရဲရှိ၌ပြပိုင်သောနမိတ်လက္ခဏာတို့အဖြစ်မြေကြီးသားတို့ကိုလှည့်ဖြာ၏ဓာနှင့်ခုတ်တော်ဓာချက်ကိုခံရ၍အသက်ရှင်သေးသောသားရဲရုပ်တုကိုလှုပ်စေခြင်းကမြေကြီးသားတို့ကိုမှားထား၏ဗျာဒိတ်အခန်းကြီး73အငယ်14သားရဲရုပ်တုကိုဂယုဏတကားမပိတ်မီပုံဖော်စေလိမ့်မည်အကြောင်းမှာ၎င်းရုပ်တုအားဖြင့်ထာဝရကျမကိုအဆုံးအဖြတ်ပေးမည်ဖြစ်သောကြောင့်ဖျားသခင်၏လူတို့အတွက်အကြီးမားဆုံးသောစမ်းသပ်မှုပြင်ဖြစ်သည်ဗျာဒိတ်73တွင်ဤအကြောင်းအရာကိုရှင်းလင်းစွာဖော်ပြသည်အခြားသောသားရဲတစ်ကောင်သည်သူ့တငယ်၏ဂျိုနှင့်တူသောဂျိုနှချောင်းရှိ၍ငကားကဲ့သို့စကားပြောလျက်မြေကြီးထဲကထွက်သည်ကိုငါမြင်၏ထိုသားရဲသည်သူ့အလင်းဖြစ်သောပထမသားရဲအာနာစက်ရှိသမျှကိုတုံးဆွဲ၏တေစေသောဒဏ်ချက်ပြောက်ခဲ့ပြီးသောပထမသားရဲကိုမြေကြီးမှဆ၍မြေကြီးသားတို့သည်ကိုးကွယ်စေခြင်းငါပြု၏ကျေးစွာသောနမိတ်လက္ခဏာတို့ကိုလည်းပြ၏ပထမသားရဲရှိ၌ပြပိုင်သောနမိတ်လက္ခဏာတို့အဖြစ်မြေကြီးသားတို့ကိုလှည့်ဖြာ၏ဓာနှင့်ခုတ်သောဓာချက်ကိုခံရ၍အသက်ရှင်သေးသောသားရဲ၏ရုပ်တုကိုလှုပ်စေခြင်းကမြေကြီးသားတို့ကိုမှားထား၏သားရဲ၏ရုပ်တုသည်စကားပြောနိုင်မည်အကြောင်းနှင့်မိမိကိုမကိုးကွယ်သောသူရှိသမျှတို့ကိုတတ်ခြင်းငါပြုတ်နိုင်မည်အကြောင်းရုပ်တု၏အသက်ကိုသွင်းပေးရသောအခွင့်ကိုလည်းရ၏ငွေရတတ်သောသူဆင်းရဲသောသူကျွန်ခံရသောသူလွတ်သောသူအကြီးအငယ်ရှိသမျှတို့သည်လက်ရလက်၌ဖြစ်စေနဖူး၌ဖြစ်စေတစိမ့်လက်မှတ်ကိုခံစေခြင်းငါ၎င်းထိုတစိမ့်လက်မှတ်သည်ဟူသောသားရဲ၏နာမဖြစ်စေနာမရဲ့အရေအတွက်ဖြစ်စေတခုခုကိုမခံသောသူတယောက်မျှမရောက်မဝယ်စေခြင်းငါ၎င်းစီရင်၏ဤအရာသည်ဘုရားသခင်၏လူများတစိခတ်ခြင်းမခံရမီရင်ဆိုင်ရမည့်အစမ်းသတ်မှုဖြစ်သည်ဘုရားသခင်၏ပြည့်ညတ်တော်ဆောင်ခြင်းနှင့်အတွေ့အယောင်ဥပုံတို့ကိုလက်ခံရန်ငင်းပယ်ခြင်းဖြင့်ဘုရားသခင်အပေါ်တစ္ဆာရှိကြောင်းပြသသူအလုံးသည်ယေဟောဝါထာဝရဘုရား၏အလံတော်အောက်သို့ဝင်ရောက်ကာအသက်ရှင်တော်မူသောဘုရားသခင်၏တစိ့ကိုရရှိလိမ့်မည်ကောင်းကင်၌အစာပြုသောတမန်တရားကိုလက်လျှော့ပြီးတနင်္ဂနွေအိုးပုံလေးကိုလက်ခံသူသည်သားရဲ၏အမှတ်လက္ခဏာကိုရရှိလိမ့်မည်လောကီအာနာပိုင်များနှင့်အသင်းတော်၏နောက်ဆုံးကြီးမားသောရုန်းကန်ခြင်းကိုယောဟန်အားပြသနေစဉ်တစ္ဆာရှိသူတို့၏နောက်ဆုံးအောင်မြင်ခြင်းနှင့်ကဲနှုတ်ခြင်းကိုလည်းကြည်ရန်သူ့အားခွင့်ပြုထားသည်တိုက်ပွဲ၏မိခိုးများနှင့်စုံရန်တံများတစ်ဖက်ကြည့်နေရာသားရဲ၏တစိ့အစားဇေုံတောင်ပေါ်မှသူ့တငယ်နှင့်အတူသားရဲ၏တစိ့အစားခမေးတော်၏နာမကိုနဖူး၌အခရာတင်သောသူတို့ကိုသူကြည့်နေခဲ့သည်